အခန်းထဲမှာလူ9ယောက်ရှိတယ် There are 5 people in the room. ငါတို့မြို့မှာရုပ်ရှင်ရုံ3ရုံရှိတယ် There are 3 cinema in our town. လွန်ခဲ့တဲ့9နှစ်ကဒီနေရာမှာအိမ်တအိမ်ရှိခဲ့တယ် There was a house here 5 years ago. ငါတို့အိမ်နားမှာထပ်တန်းကျောင်းတစ်ကျောင်းရှိတယ် There is a state high school near my house. ဒီမြို့မှာအလယ်တန်းကျောင်း2ကျောင်းရှိတယ် There are 2 state middle school in this town. မနှစ်ကရွာရဲ့အလယ်မှာဆေးပေးကန်းတစ်ခုရှိခဲ့တယ် There was a dispensary in the middle of the village last year. မြန်မာနိုင်ငံကအရှေ့တောင်အာရှမှာရှိတယ် Myanmar is in South Asia. ရွာရဲ့အနီးမှာချောင်းလေးတစ်ခုရှိတယ် There is a creek near the village. ဒီကျောင်းမှာဆရာမ100ကျော်ရှိတယ် There are over 100 teachers in this school.